รู้ว่าเนี่ยได้มันน่าสู้ยากจะปริ้งตัดยาเราดีรู้ว่าเว้ยကျေးဇူးတင်ပါတယ်ရစေချင်တဲ့အတွက်လဲအရင်တော့ပလဲပါတယ်ဝက်ဆောင်တော်များတော့ဝက်စင်ပူပါတယ်ဒီလိုပလဲတွေအများကြီးတစ်ထည်ထဲမှာဖန်တီးထားတဲ့ဝက်ဆောင်ဆိုတော့ဒါပထမဦးဆုံးပါပဲရှင်ဟုတ်ကဲ့ဝက်ဒီနှစ်ပွဲမှာဆိုလဲအများကြီးဟိုလှတဲ့လူတွေအများကြီးရှိပါလေအဲ့လိုစုရတော့မမျှော်လင့်ပါဘူးရှင်ဒီနေ့ဝက်ဆောင်လေးရတော့သူကအဲ့လိုအေးမြပြီးရိုးရှင်းတဲ့ပုံစံလေးပေါ့နော်အဲ့လိုမျိုးလေးနဲ့ပွဲတက်ချင်တာဆိုတော့ဒီအေးမြတဲ့ပင်လယ်ပြာရောင်နဲ့ဒီပလဲမြမပလဲလေးနီလာလေးအတွဲဆက်လေးပေါ့အဲ့ဒါကိုမျိုးစိုးနဲ့တိုင်ပင်ပြီးတော့ရွေးချယ်ဖြစ်ခဲ့ပါတယ်ပြီးတော့မှဒီဝတ်စုံနဲ့လိုက်ဖက်အောင်ကိုမျိုးစိုးရဲ့အမှုပညာလက်ရာလေးပေါ့နော်ဒီကြောက်ကလေးတွေရွှေကနုတ်ကလေးတွေနီလာပလဲနဲ့နီလာအတွဲဆက်လေးတွေကိုဒီကိုခန္ဓာပေါ်မှာပေါ်အောင်ကောက်ချောင်းပေါ်အောင်ပြန်ထိုးထားပြီးတော့ကထောင်လေးတွေတို့ပလဲတီထားတဲ့ပဝါလေးနဲ့တွဲဖက်ပြီးတော့ပွဲတက်ဖြစ်တာပါရှင်ဟုတ်ကဲ့ဒီလိုက်တဲ့ fashion ကိုလည်းမနှက်စုပါလို့ခံစားနေလို့လို့ရှိတယ်အဲ့လိုကြားရလဲကျေးဇူးတင်ပါတယ်ဘာနဲ့မဆိုလိုက်တယ်လို့ပြောတော့ဝမ်းသာပါတယ်မလိုက်တာတွေလည်းရှိပါတယ်ဟုတ်ဘယ်ရောင်နဲ့မဆိုနေနှက်စုဘယ်ရောင်နဲ့မဆိုဘယ်ရောင်နဲ့မဆိုဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဒီနေ့ကဝတ်ဆောင်လို့ဒီနေ့ဆိုရင်ဒီနေ့ကပလဲနဲ့ပို့လေးရတာမနေ့ကပို့လေးနဲ့မနေ့ကပဝါကြီးကပို့ကြီးရဲ့ခါကြတော့ပို့လေးရနဲ့တူရတယ်ဆိုစိတ်တယ်ဒီနေ့တော့ကိုမျိုးဆိုနည်းနည်း short ပေးတော့လို့မနေ့က9ပိတ်တာလောက်ရှိလို့နည်းနည်း short ပေးတော့ဆိုဒီနေ့တော့ short မယ်တော့လို့ပြောထားတယ်သူ short တော့ short ပေးလိုက်ပါတယ်ဒါပေမဲ့ပလဲတွေပြန်တီးလိုက်တော့တိတ်တော့မတူဘူးပြန်လေးသွားထမိန်တော့လေးနေတော့မယ်ဒါပေမဲ့ကြောက်တွေအပြည့်ထိုးတာဆိုတော့အဲ့တော့ပလဲတွေအများကြီးစင်ထားတဲ့ဝတ်ဆောင်ဒါပထမဆုံးပို့ပြရတာဘယ်လိုမျိုးလဲရှိအရင်တော့ပလဲပါတယ်ဝတ်ဆောင်တော်များတော့ဝတ်စင်ပူပါတယ်ဒီလိုပလဲတွေအများကြီးတစ်ထည်ထဲမှာဖန်တီးထားတဲ့ဝတ်ဆောင်ဆိုတော့ဒါပထမဦးဆုံးပါပဲရှင်ဟုတ်ကဲ့ကိုမျိုးစိုးပြောရတယ်မှာ1990 80လောက်ကို inspire ယူမယ်လို့ပြောထားတော့ဒါဆိုတော့ဟိုဒီဟိုးရှိခေတ်ကပေါ့နော်ဒီအန်နီခင်တန်းတို့အန်နီဆူစင်ထိုက်တို့ဒီစထုံးနေပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးလေးကိုဒီဝတ်ဆောင်နဲ့လိုက်ဖက်အောင်လို့ပြန်ပြီးတော့ထုံးဖွဲ့ထားတာပါမိတ်ကပ်ကကြက်ကြက်စပင်းကထူထူပါရှင်ဟုတ်ကဲ့အဲ့တော့ fashion show တော့တခုခုပြောပြီးဆိုလို့ရှိရင်ဆုတွေဆိုပိတ်သက်တယ်ပြင်းနေကြတော့ဒီတက်မျိုးတော့နှစ်တိုင်းပေးနေတာသူတို့ကတော့နှစ်တိုင်းနတ်ဆုရစေပရိသတ်တွေကတော့ဒီလိုပါပဲဟုတ်ကျေးဇူးတင်ပါတယ်ရစေချင်တဲ့အတွက်လဲနတ်ဆုကတော့အဲ့လိုမျိုးပေါ့ဒီနှစ်ပွဲမှာဆိုလဲအများကြီးဟိုလှတဲ့လူတွေအများကြီးရှိပါလေအဲ့လိုဆုကတော့မမျှော်လင့်ပါဘူးရှင်ဒါပေမဲ့ကိုကတော့ပွဲတက်တိုင်းမှာဒါတော့ကိုမျိုးမင်းစိုးနဲ့အမှတ်တရလေးကိုနှစ်ယောက်ပူးပေါင်းပြီး collab လုပ်ထားတာဖန်တီးထားတာလေးတွေပေါ့နော်ဒီဝတ်စုံလေးတွေကလှတဲ့ဝတ်စုံလေးတွေအဖြစ်အမှတ်တရကြံခဲ့ရဆိုရင်ဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့အကယ်ဒမီကွန်ပဏီရောဘယ်လိုလုပ်နေတာလဲဒါဟိုဒီနေ့ nominees ပါတဲ့သူတွေအကုန်လုံးပေါ့နော်အကုန်လုံးအတွက်ရင်ခုန်ပါတယ်ရှင်ဟုတ်ပါအဲ့တော့ national fashion